မန္တလေးဘက်ကလာလို့ရှိရင်တပြေဝလမ်းခွဲမှာလမ်းခွဲတဲ့မိထ္ထီလာမျိုးဆောင်တန်းပေါ့နော်။ဘောင်းလို့တော်တော်ကောင်းနေဗျ။မိထ္ထီလာမျိုးကြီးရဲ့စီကားတိုက်နေတဲ့ရှုပ်ထွေးတဲ့လမ်းမကြီးကိုရှောင်ကွင်းပြီးတော့ဒီလိုမျိုးတူငဲပါတဲ့ဒီလိုလမ်းပေါ်ကနေပြီးတော့မျိုးရှောင်မောင်းလိုက်ရတဲ့အတွက်ကျွန်တော်တို့အချိန်ကုန်နဲ့တော်တော်သက်သာပါတယ်ဗျ။တကယ်ကိုရှင်းပြီးတော့မောင်းရတာတော်တော်ကောင်းပါတယ်။မိထ္ထီလာမျိုးခဏလေးနဲ့ပတ်သွားလို့ရတာပေါ့နော်။ဒါတော့မိထ္ထီလာမျိုးဆောင်တန်းကိုဖြတ်တန်းမောင်းနေတာပဲဖြစ်ပါတယ်ခင်ဗျာ။နလာပိုင်းစောင်းကုန်ရေကူဓာတ်ကြီးဖြစ်တဲ့ခါကျတော့မနေ့ကင်းကတော်တော်အေးတယ်ဗျ9နာရီမထိုးခင်ရတော့အေးတံကိုတော်တော်ခမ်းရတာဒီဟာလည်းတူအေးရတယ်အေးဖို့အေးတံကိုအန်ကွင်းနဲ့ပဲကျွန်တော်တို့တွေမောင်းနေဖြတ်တန်းနေကြတာပေါ့ခင်ဗျာ